coffee နဲ့တင်းတင်းတန်းတန်းနေစားတွေတဲ့ခိုင်းမှာသူပုံစံလေးစကားလေးလဲဝဲပြေကင်းစင်လေးခိုးခိုးပြီးကြီးမှာတစ်ပြေးချင်းကြီးဘာပန်းလေးများတော့မင်းကိုဦးညိုဖေးစုခုရွယ်တကယ်ပဲလားဖွင့်ဖူးခဲ့တဲ့ cherry fan ပါရဖို့ပဲစီမံပျောက်ဆုံးခဲ့တဲ့ကိုတချမ်းယူနေလေးများရဲ့တဲ့ဒီပန်းလေးလာနေတယ်ဘာပန်းလေးမင်းကြီးရဲ့ cherry ပန်းလို့ပြောတာပဲသူနာထုတ်ကတာနဲ့ရှက်ပါလေးများရဲ့သူမရဲ့လားလဲ cherry ပန်းလေးများလို့ပဲမွေးတယ် yeah cherry ပန်းလေးအမွေး don't want let it out you cherry yeah 你别拿我也吃苦ပြန်လဲပြီးတော့ညင်ဆိုနေ ความวิญญาณอยู่สิและคุยจิ้มยาห่างหาด้วยอยู่อีเช่นยังมาเปลี่ยนส่งในมือเย่เชื่อริมช่วยเอาสุดดาวเนี่ยไม่ใช่เย่คนด้วยมันรู้ยังด้วยได้จิตที่มีแล้วผู้ไม่เคยมันเลยเพื่อผู้เด็กช่วยมันรู้ได้ช่วยได้เด็ก yeah มันด้วยวิธีนั้นละจ้าไม่เงาไม่ตัวมาด้วยวิญญาณมอสุดที่ตัวกูยังด้วยมีอะไรอยู่แบบมาชาบารายิ่งยังได้จิ้มยาโมบังกันเนี่ยรู้ได้แค่สอยมันยาอยู่ในลิ้มยาอย่างเช่นที่เป็นลีลานี่ဘာပန်းလေးမင်းကြီးရဲ့ cherry ပန်းလို့ပြောတာပဲသူနာထုတ်ကတာနဲ့ရှက်ပါလေးများရဲ့